လာမယ့်2050ပြည့်နှစ်ရောက်ရင်မြန်မာတနိုင်ငံလုံး EV ကားဖြစ်ရမယ်လို့ရည်မှန်းထားပြီးတော့နှစ်အပိုင်းလိုက်တိုးမြင့်ဖို့လှုပ်ဆောင်နေပါတယ်။ဆိုတော့စစ်ကောင်စီဟာလက်စစ်ကားတင်သွင်းခွင့်တွေကို၎င်းတို့မိသားစုပိုင်ကုမ္ပဏီတွေအပြင်နှိစက်ရာကုမ္ပဏီပေါင်း32ခုကလှုပ်ဆောင်နေကြပါတယ်။2026ခုနှစ်ဖေဖော်ဝါရီလအထိမြန်မာနိုင်ငံမှာ EV ကားစီးရေ6000ကျော်ရှိမယ်လို့ခန့်မှန်းရပြီးတချို့ကလည်းတောင်းကနနာရှိနေပြီလို့ဆိုပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာတရားဝင်မှတ်ပုံတင်ထားတဲ့မော်တော်ယာဉ်စီးရေတသန်းကျော်ရှိနေတာမို့ EV ကားပမာဏဟာနေပါလွန်းနေစေဖြစ်ပါတယ်။ဆိုတော့စစ်ကောင်စီရည်မှန်းထားတဲ့2050ပြည့်နှစ်ရောက်ရင်တနိုင်ငံလုံးလက်စစ်ကားဖြစ်ရမယ်ဆိုတာမဖြစ်နိုင်သေးတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။လက်ရှိတောင်းကနန်းဝင်းကျင်သာရှိနေချိန်မှာတော့ EV station တွေနေပါလို့တန်းစီစောင့်နေကြရတယ်လို့လက်စစ်မီးမမှန်တဲ့အခြေအနေကလည်းရှိနေစေဖြစ်ပါတယ်။ဒါပေမဲ့ EV ကားရေမှန်းချက်ထဲမှာနှစ်အလိုက် EV ကားရာခိုင်နှုန်းတိုးမြင့်လာရေးအစီအစဉ်ရှိနေပြီးတင်သွင်းမှုကိုလည်းလှုပ်ဆောင်နေပါတယ်။ဒါပေမဲ့နိုင်ငံခြားဝင်ငွေအကန့်အသတ်နဲ့ကုမ္ပဏီတွေရဲ့ထိန်းချုပ်မှုကြောင့်လက်စစ်ကားတင်သွင်းမှုကိုဈေးကွက်ပေါ်မူတည်ပြီးတင်သွင်းနေကြတာပါ။ကုမ္ပဏီတွေကလည်းစစ်ကောင်စီမိသားစုဝင်တွေနဲ့နှိစက်ရာပါတနာတွေစုပေါင်းထိန်းချုပ်ထားတာဖြစ်ပြီး၎င်းတို့ကနေတဆင့်ကားပွဲစားတွေကိုဖြန့်ပေးတာပါ။အခုလေကမ္ဘာရေးရာတွေကြောင့်လောင်စာပြဿနာရှိလာချိန်မှာ EV ကားတွေဈေးတက်ဖို့တာဆူနေကြပြီးပွဲစားတွေတရုတ် EV နဲ့ကျင်းထဲဖို့လှုပ်လာနေကြပါတယ်2050ပြည့်နှစ်မှာတနိုင်ငံလုံး EV ကားဖြစ်ဖို့ကတော့လုံးဝမလွယ်ကူသေးတာပါ